ကိုရင်းချင်လိုက်တာကွာဒီလောက်မဖို့လည်းမရတက်ဖွဲ့ပြီးတဲ့နောက်ဆုံးလက်ကျန်ဆက်လေးတွေထုတ်တော့လိုက်ပါဦးမကွာ这个带完了， မင်းတောက်ချင်တစ်ဖွာနှစ်ဖွာပဲရ 一个大胖大胖的， ညနေသာကြံနေတယ် 哎呀，别了吧！哎呀，加一碗吐露。啊，那刚问啥嘛？你说？ 哦，有点没有了，有的。啊，俺老了。ဆက်လက်မရှိလို့ဘူးကြီးကြားထုံးနေပါလေဆိုမှမင်းရပါတို့ဘာလာဖြစ်နေလဲမသိဘူး ဟောရပါကျင်းလေးတော့ကတင်းရချင်းရဆက်လက်ရလူလေဘူးလည်းဆက်လက်ရှိတယ်လားမသိဟာသွားပြီဆက်လက်လည်းမရှိတော့အေးရောက်ပါမင်းကဆက်လက်ရှိသေးလားကွာချင်းတလေးရလောက်ပါကွာ 那我这里哭到你没有？不该爱你呢。 ဟုတ်လားအေးအဲ့ဆိုတော့ကြည့်လိုက်မယ် 多几多几。哎呀，你哭到了，俺要带。 တူတူပြောငါတို့ဒီညမလို့အောင်နှစ်ပါးသုံးပါးပဲရမှာလေ စိတ်တောက်လိုက်ပါဟာဘယ်ဒီလဲမမထည့်မအိတ်ခင်မှာဒီနားချတာအကွာဒီလောက်မဖို့ကမရပါဘူးဆိုမှာတက်ဖွဲ့ပြီးတဲ့ခွဲကြံဒါပဲကြံတော့တဲ့ဟာလာခိုးသွားသေးတယ်ဟာသွားပြီကွာတိဝိုက်လည်းမသိဘူးအဲ့ဒါငါဆက်လိုက်ဘဲကခိုးတော့သွားသေးလဲကွာအဲ့မင်းငါဆက်လိုက်ယူသွားသေးလား ငါတော်တော်ကြီးလာမဟုတ်ရအောင်မဟိန်းတယ်လည်းပါတယ်ငါရဲရဲပဲမြတော့တယ်ကွာစလိမရှိလို့မင်းရတယ် ငါညနေစာချန်လာတာမင်းမသိလို့လားကွာ ငါတို့ကြားထုံးနေအောင်လာမတော့နဲ့ကွာမင်းဘာမှမပူနဲ့ငါတို့တုံလေးတစ်ဖွဲ့ကရှေ့တန်းရိတ်ခါဒလီပါအစီအစဉ်လုပ်နေတယ် ဘာစီစဉ်ရှေ့တန်းရိတ်ခါဒလီပါအစီအစဉ်ရှေ့တန်းရိတ်ခါဒလီပါဆိုတာတော်လိုင်းရဲပုံများအတွက်ရိတ်ခါများဖြစ်သည့်ထမင်းဟင်းမုတ်အချိုရည်ဆက်လိမ့်နှင့်စေဝါများထောက်ပံ့လိုသူများအနေဖြင့်ရှေ့တန်းတွင်တာဝန်ထမ်းဆောင်နေသောရဲဘော်များထံသို့တိုက်ရိုက်ထောက်ပို့ခြင်းအစီအစဉ်တစ်ခုပြုပါတယ်ခင်ဗျာတော်လိုင်းကာလာတစ်လျှောက်တော်လိုင်းရဲဘော်များပြည်သူထောက်ပံ့မှုနဲ့ရပ်တည်ခဲ့ကြထောက်ပို့ပြည်သူများအနေဖြင့်ရှေ့တန်းစစ်မြေပြင်ရောက်ရဲဘော်များကိုတိုက်ရိုက်ထောက်ပို့သူတွေနဲသည့်များသည့်ထက်တဆန်း၍ပါဝင်ထောက်ပို့သူတွေရဲ့စိတ်စေတနာပြင်းပြမှုဖြင့်ရှေ့တန်းရဲဘော်များတစိမ့်ဒေတာအခက်အခဲများကိုဖြေရှင်းနိုင်ရည်ရွယ်ပါလားခင်ဗျာဒီတိုင်းကဒလီပါစီစဉ်မှာပါမန်ထောက်ဖို့သူတဦးချင်းဖြစ်စေဖွဲလိုက်ဖြစ်စေ၎င်းစီစဉ်ဤကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းခြေတန်းစစ်မြေပြင်ရဲဘော်များဤကျေးဇူးတင်မှတ်တမ်းဗီဒီယိုဓာတ်ပုံများနဲ့ပြန်လဲကျေးဇူးတင်တုတ်ပြန်သွားပါမယ်ခင်ဗျာပါမန်ထောက်ဖို့လူသူတိုင်းတော်လိုင်းရဲဘော်များအတွက်ရိတ်ခါသမင်းဟင်မုတ်ချိုရည်ဆေးလိမ့်နဲ့ဆေးဝါးအတွက်ရဲဘော်တဦးချင်းကိုဖြစ်စေတစ်ဝက်တစ်ခုလုံးကိုဖြစ်စေမိမိတို့တိုင်တွေပါဝင်ထောက်ပို့နိုင်ပါတယ်ခင်ဗျာ တိုက်ခိုက်တဲ့ဘက်ပါကပတွန်တေး Facebook page Messenger တော့မဟုတ်တက်ဖွဲ့ Telegram @ttpdo21 တော့မဟုတ်မြို့နယ်ထောက်ပို့တာဝန်ခံဤ Signal Viber Telegram တို့တွင်ဆက်သွယ်ထောက်ပို့နိုင်ပါတယ်ခင်ဗျာ